အားလုံးပဲမင်္ဂလာပါမကြွမှာတော့မှကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ Commander Angela ကို Main Exhaustion နဲ့ဘယ်လိုဆော့ရမလဲဆိုတာပြောမှာဖြစ်ပါတယ်ကျင်းချုပ်ဗီဒီယိုတော့ရှေ့မှာတင်ပေးဖို့ပါတယ်ဒီဗီဒီယိုမှာတော့အသေးစိတ်ပြောမှာပါ Main Exhaustion နဲ့ဆော့မှာဖြစ်တဲ့အတွက်အထောင်က Kakura ပါ Kakura က3ချက်တန်းမှာဆိုတော့ level 7မှာ3ချက်တန်းရှာတွေ့နိုင်တဲ့ chance က40%နဲ့အများဆုံးရှိတာဖြစ်တဲ့အတွက် level 7ကိုအများဆုံးရောက်အောင်တင်ရမှာပါlevel 7ကိုအမြင့်ဆုံးရအောင်လုပ်ဖို့အတွက် stage 1မှာလုပ်ရမယ့်အချက်ကပွဲပုံမူတည်ပြီးတော့နှစ်ချက်ရှိပါတယ်ပထမတစ်ချက်က stage 1ရဲ့ round 2မှာပတ်စံ30ချမ်းရမှာပါဘာလို့ပတ်စံ30ချမ်းလာလဲဆိုတော့ပတ်စံ30ချမ်းလို့ရှိရင်အတိုး2ချက်ရပါတယ် basic review က5ချက်နဲ့အတိုး2ချက်နဲ့ဆိုရင်နောက် round ကျရင်18ချက်ဖြစ်နေပါစကားမဆက်ကျွန်တော်ကက်ကမန်ချေမှာရှင်းယူလိုက်တာပါ2ချက်တန်တစ်ကောင်တစ်ချက်တန်တစ်ကောင်မဟုတ်ဘဲနဲ့တစ်ချက်တန်3ကောင်ထည့်ရင်လည်းရပါတယ်နိုင်လာရှုံးတာအဓိကမဟုတ်ပါဘူးကိုမှပတ်စံ30ကျန်နေဖို့အရေးကြီးတာပါပတ်စံ30မချမ်းမနဲ့ပတ်စံ9ချက်ပဲချမ်းပြီးတော့ကိုကရှုံးသွားမယ်ဆိုရင်နောက်တော့ကြာရင်ပတ်စံ14ချက်ပဲရှိမှာပါ3ချက်ပဲကွာတယ်ဆိုပေမဲ့3ချက်ကအားလေးပဲမှာအရင်ကြီးကြည့်ပါတယ်ဒီမှာကျွန်တော်ဆော့မဲ့ line နဲ့ဆရာ B 2ကောင်ပါပါတယ်ဆိုတော့18ချက်ဖြစ်သွားတဲ့အချိန်မှာ B 2ကောင်နဲ့ cycle ဝယ်လိုက်ပါတယ်ဒုတိယလောက်ရမယ့်တစ်ခုကဒီ round ပေါ်မှာမူတည်ပါတယ်ကိုစောမဲ့ line နဲ့တည်းက hero တွေပါလို့ဝယ်ပြီးတော့ဆော်တာဖြစ်ဖြစ်ပုံမှန်တိုင်းပဲတွေ့တဲ့ hero တွေကိုဝယ်ပြီးတော့ဆော်တာဖြစ်ဖြစ်ဆော်လိုက်လို့ရပါတယ်ဒါဆိုရင်တော့အတိုး2ချက်နဲ့ basic rule က5ချက်9ချက်ပဲရမှာပါနောက်တစ်မျိုးကကျတော့ကိုထဲမှာထည့်ထားတဲ့1ချက်တန်နဲ့2ချက်တန်ကိုရောင်းပြီးတော့ပတ်စံ20ချမ်းရမှာပါဒီ round တော့ရှုံးမှာဆိုပေမဲ့နောက် round ကျလို့ရှိရင်ပတ်စံက29ချက်အထိရှိနေမှာပါဒါဆိုရင်ပတ်စံ20ချမ်းပြီးတော့9ချက်အထိသုံးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ပြောသွားတာကအရန်ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးဆိုပေမဲ့လေကင်းဆော့မယ်ဆိုလို့ရှိရင် state 2ရဲ့ round 1အရောက်မှာကိုက level 5နဲ့ပတ်စံ30ကျော်လောက်ရှိနေဖို့အရေးကြီးပါတယ်ဆိုတော့ state 2ရဲ့ round 1အရောက်မှာ level 5နဲ့ပတ်စံ30ကျော်လောက်ရှိနေဖို့ဆိုရင် state 1တစ်ခုလုံးမှာအရေးကြီးဆုံးက state 1ရဲ့ round 2အပြီးမှာပတ်စံ18ချက်ကျန်နေဖို့ပါဒီ Facebook မှာတော့တခြားဟာတွေလိုက်မလို့တော့ဘဲနဲ့ Winter Crown ပဲယူလိုက်ပါတယ်State 2ရဲ့ round 1ရောက်မှာကျွန်တော်ဆော့မဲ့ line ထဲ hero က2ကောင်ပဲပါပါသေးတယ်ဆိုတော့တခြား hero တွေကိုတော့အဆင်ပြေတဲ့ hero တွေကိုထည့်ပြီးတော့ဆော့ထားမှာပါအဆင်ပြေတဲ့ hero ဆိုတဲ့နေရာမှာ synergy တူရင်လည်းကောင်းသလိုဈေးကြီးတဲ့ hero ဆိုရင်လည်းပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ synergy တူ၄ချက်တန်တွေတွေ့လို့ရှိရင်၄ချက်တန်တွေသာအရင်ဆုံးထည့်ပြီးတော့ဆော့ထားပါတကယ်လို့ရှုံးခဲ့မယ်ဆိုရင်တော့မှသွေးအများကြီးရောမှာမဟုတ်ပါဘူးဒုတိယကက်မှာလည်း public cap ပေးပါတယ် public cap မှာကျွန်တော် PD ကိုယူလိုက်ပါတယ်PD ကပတ်စံ21ချက်ရတဲ့ကပ်ပါ level 7ထိအများဆုံးတင်ဖို့ဆိုရင်နောက်ထပ်အရေးကြီးတဲ့တစ်ခုကပထမကပ်နဲ့ဒုတိယကပ်ကို EXP ရတဲ့ကပ်ဒါမှမဟုတ်ရင်ပတ်စံရတဲ့ကပ်ကိုပဲယူရမှာပါပထမဆုံးကပ်မှာတစ် round ရှုံးရင်ပတ်စံ2ချက်ရမယ်9 round ရှုံးရင် item တစ်ခုရမယ့်ကပ်ပါပါတယ်ဒါပေမဲ့နိုင်ကြတော့ဘာမှမရပါဘူးဆိုတော့အဲ့ကပ်ကိုကျွန်တော်မတန်ဘူးထင်လို့အဲ့ကပ်ကိုတော့မယူလိုက်တာပါဘလိုကပ်တွေယူသင့်တာလဲဆိုတော့ကပ်ယူလိုက်တာနဲ့ပတ်စံသေးချပေါ်ရမယ့်ကပ်မျိုး EXP သေးချပေါ်ရမယ့်ကပ်မျိုးကိုယူသင့်ပါတယ်အဲ့လိုကပ်မျိုးမပါဘူးဆိုမှသာအဆင်ပြေတဲ့ကပ်ကိုယူပါကျွမ်းကျင်နေတဲ့ orange ကတ်ထဲက strategizing လိုကတ်မျိုး technological revolution plus လိုကတ်မျိုးရခဲ့တယ်ဆိုရင်တော့ level 7 ထိပဲတင်တာမတန်ပါဘူး level 9လောက်ထိတင်မှတန်ပါပါဆိုတော့ကိုဆော့မဲ့ line ကိုလေကိန်း line နဲ့ပြောင်းလိုက်တင်ပါတယ်ပွဲမစခင်မှာဘယ်လိုပဲစဉ်းစားထားရတဲ့ကတ်ပေါ်မှာမူတည်ပြီးတော့ကိုဆော့မဲ့ play style ကိုပြောင်းတင်ပါတယ် early game ဆော့မဲ့ကတ်ယူထားပြီးတော့လေကိန်းဆော့ရင်လည်းအဆင်မပြေသလိုလေကိန်းဆော့မဲ့ကတ်ကြီးယူထားပြီးတော့ early game ဆော့ရင်လည်းအဆင်မပြေပါဘူးကျွန်တော် channel မှာ random လုံးကောင်းတဲ့ commander တွေ synergy တွေအပတ်စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ hero ဝယ်တဲ့နေရာမှာလည်းသတိထားပါကိုဝယ်ရမယ့် hero က4ချက်တန်ကိုမှပတ်စံ20ပဲရှိရဆိုရင်အဲ့ဒီ round မှာမဝယ်သေးပဲနဲ့ round ဆုံးသွားပြီးတော့မှကိုစီကိုပတ်စံရောက်လာပြီဆိုတဲ့အချိန်ကျမှ hero ဝယ်ပါဒီ Facebook မှာတော့ Feather Heaven ကိုယူလိုက်ပါတယ်အခုမှမေး6ကောင်ဖြစ်ပါတယ်ဒီပွဲကကျွန်တော်ဆော့သမျှထဲမှာ hero မတွေ့သုံးပွဲလို့ပြောလို့ရပါတယ်3ချက်တန်နေဆိုရင်1 star လေးတွေပဲရှိပါသေးတယ် state 2ရဲ့ round 4 ကလေးကလည်း7ရောက်နေတာကိုအခုချိန်ထိ3ချက်တန်2 star မဖြစ်သေးဘူးဆိုတာဝန်တုံတော်တော်ကျင်းတာပါကိုဆော့မဲ့ line နဲ့တည်းမဟုတ်တဲ့ဘယ်လာတဲ့တစ်ကောင်ပဲ2 star ပါပါတယ်အခုကြည့်နေတဲ့သူလည်းဒါမျိုးပွဲတွေစုံမှုမှာပါ hero library မှာ hero မရှိတာလည်းမဟုတ်ဘဲနဲ့ရှာလို့မတွေ့ဘူးဆိုတာအဓိပ္ပာယ်မရှိပါဘူး
တတိယကတ်မှာတော့ dimension ရှုပ်ကိုယူလိုက်ပါတယ်ကိုယ် level 7 ထိပဲဆော့မယ်လို့ယူရထားရင်တတိယကတ်တွေကို damage ကတ်တွေပဲယူသင့်ပါတယ်အကယ်လို့ကျွန်တော်လိုမျိုး hero လုံးဝရှာမတူဘူးဆိုရင်တော့ premium client လိုကတ်မျိုး align code လိုကတ်မျိုးပတ်စံရတဲ့ကတ်မျိုးတွေယူသင့်ပါတယ်ကျွန်တော်တို့ရွေးချယ်စရာမရှိတဲ့အတွက် damage ကတ်ကိုပဲယူလိုက်ပါတယ်ဒီတော့မှာဟိုဘက်ကယူတော့တီကောင်ဟိုနဲ့တကယ်ငကားအဆစ်ဖြစ်နေတော့ကျွန်တော် hero တွေကဘာဖြစ်လို့ဖြစ်သွားမှမသိပျောက်သွားပါတယ်စေဘာတွေ့ဖြစ်တဲ့အတွက်ဗေလာလေးကိုရောင်းပြီးတော့စေဘာကိုထည့်လိုက်ပါတယ်။ exhaust ထဲက granger ရှိရဆိုပေမဲ့ granger ကိုထည့်တဲ့ damage ထက်ဆိုင်ရင်စေဘာကိုထည့်လိုက်တာက swamman ရဲ့ star win ရဲ့ကိုမှုဖြစ်သွားဖြစ်တဲ့အတွက် damage ပိုထွက်ပါတယ်။ level 7 ထိဆိုရင်ဒါကပုံတင်နဲ့အကျန်းဆုံး line up ပါ။ဒီ favor မှာတော့ plus 1 ရလိုက်ပါတယ်။အခုလိုမျိုးသွေးနေသွားပြီးတော့ plus 1 ရလိုက်တဲ့အခါမျိုးဖြစ်ဖြစ်သုံးချက်တဲ့နေ3 star ဖြစ်သွားလို့ level 8ကိုမြင့်လိုက်တဲ့အခါမျိုးဖြစ်ဖြစ်ကြမှာမေး6កောင်နဲ့ exhaust 4កောင်ဆော့ရမှာဖြစ်ပါတယ်။သူရ10ပဲကျန်တော့ဖြစ်တဲ့အတွက်ပတ်စံမချမ်းမနဲ့အကုန်ရှားတော့ပါပတ်စံနေတဲ့အကုန်ရှားရှိတဲ့ hero တွေရောင်းစားတော့မှမတွေ့ပါဘူး။ mirror device တစ်ခုရှိလို့သာ3 star ဖြစ်သွားတာပါ။မဟုတ်ရင်3 star မဖြစ်ပါဘူး။ solution လည်း3 star ဖြစ်သွားပါပြီ။ဆိုတော့calculator လည်း3 star solution လည်း3 star ဖြစ်သွားပါပြီ။ဒါပေမဲ့ exhaust က4កောင်မဖြစ်သေးပါဘူး။အဓိက main damage ဒီလာက2កောင်ရှိတာဖြစ်တဲ့အတွက်အဲ့ဒီ2កောင်ကိုဝေးနိုင်သမျှဝေးထားတာကောင်းပါတယ်။ဒီဘက်မှာအသေးတန်ချနေတော့မှဟိုဘက်ကငကားကြီးကဒီကောင်ပြတ်ဖြစ်သွားပါတယ်။ level 8ကိုမြှင့်ပြီးတော့ silver နောက်တစ်ကောင်ထပ်ထည့်လိုက်ပါတယ်။ယူဆောင်ကလည်းမတွေ့သေးလို့ပါ။ခုန round နိုင်သွားတာက damage 2ကောင်ကိုဝေးနိုင်သမျှဝေးထားတာကြောင့်ရယ်2ကောင်လုံးမှာ winter crown ပါလာရဲ့အကြောင်းပါ။တကယ်လို့ဆို winter crown တစ်ခုပဲပါမယ်ဆိုရင်ကျွန်တော်မနိုင်ပါဘူး။ granger ရောယူဆောင်တွေ့ဖြစ်တဲ့အတွက် exhaust 4កောင်မိ6កောင်ဖြစ်သွားပါပြီခုန Facebook မှာ oracle ရလိုက်တာဖြစ်တဲ့အတွက် oracle ကို silver လေးထည့်ပြီးတော့နောက်ဆုံး row မှာထားလိုက်ပါတယ်မိတွေပါမှာသွားအောင်လို့ပါဆုံးဖြတ်ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကျမှပြန်တွေ့ပါမယ်